920 2600ပဲကြာမှာမတဲ့ဒီနေ့မတဲ့ရဲ့အိမ်ကမတဲ့ရဲ့တပည့်လေးတွေနဲ့မောင်လေးတွေညီမလေးတွေနဲ့ပေါ့နော်မတဲ့တို့ဒီမြစ်တာလမ်းမပေါ်မှာရှိတဲ့တောင်ကလာမြစ်တာလမ်းမပေါ်မှာရှိတဲ့ရှမ်းသမင်းဆိုင်လေးတစ်ဆိုင်ကိုရောက်နေပါတယ်ငယ်ချင်းတွေသွားစားပါမတဲ့အဲ့ဆိုင်လေးကနေချက်တဲ့ရင်းရတာလေးနဲ့တူတယ်သွားစားကြည့်ပါလားဆိုတော့စိတ်ဝင်စားနေကျွန်မရောက်လာတာဖြစ်ပါတယ်အထက်မှာသူကပြောတာကတော့တိုးစရာတွေပါတယ်ကတော့တိုးမြုပ်ကိုကြိုက်သလိုယူစားလို့ရတယ်ပြီးအသားရင်းနှမျိုးရဲ့အသီးရွက်ချော်တွေနဲ့ဟိုမှာတယောက်ကို6500ပဲချတယ်ဆိုတော့တော်တော်ကြီးကိုတန်တယ်လို့ပြောမှာပေါ့နော်ခုချိန်မှာစားပြီးဆိုမင်းတို့သွားစားနေတာတယောက်9500 1000ကတော့ဟိုအနည်းလေးကျနေတဲ့အချိန်မှာ6500ဆိုတော့သူတို့ပေးရတဲ့ဈေးနဲ့တကယ်ပဲတန်လားမတန်လားဆိုတာမင်းတို့အထဲမှာဝင်ပြီးချက်တော့ကြည့်ရအောင်နော်ပြီးတော့တိုးစရာလေးဆိုခေါ်ပြီးတခွားသီးမြင်းခွာရွက်ပြီးဆက်လက်ရွက်မုံလာဥနီမင်းတို့ကောက်လာတဲ့နေ့တော့ဆိုဒီချက်ပို့ဆုံးတယ်ဒီနေ့ကဒါမင်းတို့လာတာနည်းနည်းနောက်ကျသွားပြီဒါပေမဲ့ပြန်ဖြစ်အောင်မယ်ဆိုပြီးသိရတယ်ကျမအကြိုင်မြင်းခွာရွက်ပေါ့နော်မျက်စိအားကောင်းတယ်လေအေးကြကောင်းကြီးပြန်ကောက်ပြကျမလဲလဲဆက်ဆက်ကလေးတွေတက်တန့်ရှင်းရှင်းလေးတွေအဲ့လိုစားရတာအရန်ကြိုက်ငါဥနီလေးနည်းနည်းပဲလိုမထက်ထက်မကောင်းရင်နှမျောစရာအပိချက်လေးကလည်းမှုေးပြီးတော့ဒီမှာတေချာလေးကိုချက်ထားတာစေတနာပပလိုမထက်ယူမှာတာရင်လည်းနှစ်ပွဲစားရတယ်အသီးရွက်လည်းနှစ်မျိုးရတယ်တိုးစရာနဲ့ဒီလိုအချင်းလေးလည်းချပေးတယ်ကွာအဲ့ဒါတော့အရန်တန်တယ်ဒါကတော့မဒီပိုပြောတာမဟုတ်ဘူးလိုပြီးတော့ပြောတယ်လို့တော့ပြောလို့ရသေးတယ်အင်မတန်မှတန်တယ်လို့ပြောမယ်လက်ကစားသမားတွေရုံးဝန်ထမ်းသမားတွေဆိုရင်အဲ့လိုစားမဲ့ဆိုင်လေးလို့တော့မဒီပြောလို့ရတာပေါ့နော်ကျွန်မအရင်ဟင်းလေးတွေအရင်မြည်ကြည့်မယ်ပေါ့နော်အဲ့ကောင်းတယ်တော့အရင်ဦးဆုံးတန်တာတော့ဟုတ်နေပြီရတာလေးဒါအလူလေးလည်းကောင်းလားမတည့်ငါးကမောတိတ်ရန်ကောင်းဒါလေးอ่ะဒီလေးလည်းရတာရှိရဒါငါပြောဒါအမဆွဲအပိချက်လေးအဲ့တော့4ယောက်မှာအိုင်း4ယောက်ဆိုရင်4000ခွဲ5000ကအသာလေးထွက်တယ်နော်တစ်ဆိုင်နော်ဒီမှာအခုဆိုရင်4ယောက်ဆိုတော့6လေး24 5လေး20 2600ပဲကြာမှာโอเคမှာဆိုပြီချင်းနေတော့ပေါင်ချဲပေါင်နည်းနည်းကျွေးပါလားခယူခယူနည်းနည်းကျွေးပါတစ်ခုလောက်ပဲအမီးလေးခုကြော်လေးကောင်းလိုက်တာဆိုင်လေးကလည်းတသက်ခက်လေးနဲ့တသက်ရှင်းရှင်းဒါဟိုဧည့်သည်တောင်းနဲ့ခေါ်ခဲ့လို့ရမယ်နေရာလေးလည်းဖြစ်တယ်ပြီးတော့ဘတ်ဂျက်နဲ့ကြည့်မယ်ဆိုရင်လည်းဒါလူတစ်ယောက်စာအောင်မှာ6500ဝန်းကျင်ဆိုတာဒီခေတ်မှာကဒါတော်တော်ကြီးကိုတန်တဲ့အထဲမှာပါနေပြီပေါ့နော်ပြီးတော့ဒီမှာဆိုရင်ထမင်းမရတာမဟုတ်ဘူးဟိုရှမ်းစာပေါ့နော်ရှမ်းဒေတာရှမ်းပြည်နယ်ဒေတာကဒေတာတွေစားတောက်တွေပြီးတော့ဟိုဘယ်လိုပြောမလဲရှမ်းသမင်းချင်းတို့ရှမ်းကောက်ဆွဲတို့မိရှည်တို့ဒါရှမ်းဒေတာအစားအစာတွေလည်းရပါတယ်ဒီမှာဆိုရင်ဓာတ်ပုံရိုက်လို့ရတဲ့နေရာလေးလည်းရှိတယ် cherry ပင်လေးနဲ့ဒါရှမ်းပြည်ဆိုတော့မောရှမ်းတို့ရဲ့ပြည် cherry မြေနဲ့ဒါရှင်တွဲပြီးတော့မြင်နေရတယ်ဆိုတဲ့သဘောလေးအိမ်မကိုအိမ်မှာလူကြီးတွေပါရှိတယ်ဆိုရင်လည်းပြားရည်တွေပါလက်ဆောင်ဝယ်သွားလို့ရပါတယ်ဒီမှာဆိုရင်ဒါဟိုရှမ်းပြည်ဘက်ကနေပြီးတော့ပြင်ဦးလွင်ကိုဖြတ်ပြီးတော့ကျမတို့ရန်ကုန်လာရတာလေအဲ့တော့ပြင်ဦးလွင်ဒေသအတွက်စားတောက်ကုန်လေးလည်းရပါတယ်လို့တကယ်ကိုတမ်းပြီးတကယ်ကိုရတာရှိပြီးတော့တကယ်ကိုစားကောင်းတာမို့လို့မဒီဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်